ဘာမင်းလောက်လဲဟာကျမတို့မုန်းနေရတာတကယ်ဆိုရင်ချင်းပေါ့နော်စစ်သားချင်းပဲဖြစ်တဲ့အရာပါကျမတို့နဲ့မဆိုင်ဘူးလို့တော့ထင်ပါတယ်ကျမတို့ဒီပါရမီဖြည့်ဘက်ဖြစ်တဲ့အတွက်တကယ်လို့အဘတို့ဟာပြစ်မယ်ဆိုရင်တော့ကျမတို့ငဲညာပေးရဖို့ပြီးရင်ကျမတို့ရဲ့လူမမဲကလေးလေးတွေကိုငဲညာပေးရဖို့ကျမဆိုရင်ကလေးလေးတိတိလေးဆုံးသွားတယ်အခုဆုံးသွားတဲ့ထဲမှာလည်းဒီထဲမှာလည်းကလေးတွေအများကြီးဆုံးသွားတယ်ဒါလေးကိုတော့အဘငဲညာပေးတင်တယ်ကျမတို့လှုပ်ချင်တဲ့ဟဲ့ဆိုရင်တော့ကျမတို့မျက်နှာလေးတွေကိုကြည်ပါလို့ကျမကတောင်းဆိုပါတယ်ဒီမှာရှိတဲ့ကျမတို့ဒီထိမ့်သိမ့်ထားတဲ့နေရာလေးမှာရှိတဲ့အတွက်ကျမတို့နောက်ထပ်ပြီးတော့မလုပ်ပါနဲ့လို့တောင်းဆိုပါတယ်သမီးတို့ဘောနော်အဘအနေနဲ့ဒီလောက်မုံတီးနေပြီလားဒါမှမဟုတ်လို့ရှင်နဲ့သမီးတို့တပ်ပြစ်ချင်လောက်မုံနေတာလားသမီးတို့ယောက်ျားတွေကတတ်မတော်ပေါ်မှာတာဝန်မကျေခဲ့လို့လားသမီးရထင်တော့ဒီအခုခမရ309နဲ့ဒီ939ဟာတာဝန်ကျေခဲ့မယ်လို့ထင်ပါတယ်ဒီတက်မတော်ပထဲမှာရှိစဉ်ကာလာပေါ့နော်တာဝန်ကျေခဲ့မယ်လို့ထင်ပါတယ်အဲ့အတွက်လည်းတနာငဲညာအဖြစ်ကျမတို့လို့အခုလို့ဒုက္ခရောက်နေတဲ့မိသားစုလေးတွေကိုတနာငဲညာပေးပါလို့ပြောချင်ပါတယ်